ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာခေယံပါထပ်တိုက်လေးကိုကျွန်တော်အယောင်းတင်ပေးမှာဖြစ်ပါတယ်ဒီတိုက်လေးရဲ့မုံရွာမြို့ချမ်းမြောက်ရီရက်ကွက်တာစီလမ်းမကြီးအနီးမှာရှိပါတယ်ဗျာအိမ်ရှိလမ်း P40 လမ်းဖြစ်ပါတယ်ဒါလေးတစ်ဖျားကန်းအေကန်လေးတွေပါနောက်ပြီးတက်မဲ့လီကားလေးဖြစ်ပါတယ်ဒီအိမ်လေးရဲ့အကျအိမ်ဝန်းပြည့်အိမ်ပြည့်စောက်ပြီးထားပါတယ်ရှေ့မှာလည်းကားဝင်လို့ရပါတယ်ဗျဟုတ်တမန်တနကားနဲ့အိုတိုင်းပတ်လေခတ်ပြီးသားဖြစ်ပါတယ်အိတ်ခန်းကတော့မစတာဘယ်တွင်3ခန်းပါပါမယ်ယူရိုခန်းတစ်ခန်းအိတ်ခန်းအစုပေါင်း4ခန်းပါပါမယ်ဗျဟုတ်ဒီကောင်တော့မစတာဒါတော့မှာအပြင်မှာလည်းကျွန်တော်တို့ဘူတိုင်းတစ်လုံးတက်ထည့်ပေးထားပါတယ်ဟောတော့ဖျားကန်းလေးပါဗျဟုတ်ဖျားကန်းအေကန်ဖျားကန်းအေကန်လည်းတော်တော်ကြည်တဲ့အနေထားပါဒီကန်းလေးလည်းမစတာပဲလေးပါဗျအခန်းကလည်းကြည်ပါတယ်ဗျဟုတ်ရေမီးစီအပီးစီလုပ်ပေးထားပါတယ်ရေမီးစုံဖြစ်ပါတယ်ဟောရိုးအိတ်ခမ်းမှာနောက်မှာလည်းကျွန်တော်တို့မီးဟူကန်ထမင်းစားကန်ရှိပါတယ်ဗျဟုတ်ဒီကောင်တော့မစတာဘယ်လိုလေးပါပြီး30ခွန်ခွဲပြီး50ဆက်တက်ရင်းမိစုံအပါကိုကျွန်တော်တို့သိန်း2100ညီနိုင်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ဒီတိုင်းလေးကိုစိတ်ဝင်စားတယ်ဆိုကျွန်တော်ဖုန်းနံပါတ်42451185 98296969ကိုဆက်သွယ်ပြီးတော့လာရောက်ကြည့်ရှုနိုင်ပါတယ်ဒီကောင်အိမ်ရှိလမ်းပါဗျာဟုတ်အိမ်ရှိလမ်းက P40 လမ်းဖြစ်ပါတယ်ကားဝင်ကတော့တကောင်းတဲ့နေရာပါဟိုတိုင်းပတ်လေးခတ်ပြီးသားဖြစ်ပါတယ်တန်ပန်းတနကားဆိုကျွန်တော်အပြည့်စုံထည့်ပေးထားပါတယ်ဗျဒါအိမ်ရှိလမ်းပါဟုတ်ကဲ့ရှေ့မှာမြင်တွေ့နေရတာကတော့ကျွန်တော်တာစီလမ်းမကြီးဖြစ်ပါတယ်ဗျ